အမျိုးသားနှစ်ယောက်ဟာညမောင်ထဲမှာတောလန်းခီးတစ်ခုကနေလမ်းလျှောက်ပြန်လာခဲ့ကြပါတယ်။ကြံတစ်ယောက်ကအပေါ့သွားခြင်းနဲ့ဆိုပြီးသွားရကြနေလို့နောက်တစ်ယောက်ကလိုက်ခေါ်တာသူ့တငယ်ချင်းမဟုတ်ပဲသွေးမျက်လုံးနဲ့အဖိုးကြီးတစ်ယောက်ဖြစ်နေခဲ့ပါတယ်။သူလဲကြောက်ကြောက်လန့်လန့်နဲ့ပြေးမိပြေးရပြေးရွာကလေးတစ်ရွာစီရောက်သွားပါတော့တယ်။လမ်းမှာအဖိုးကြီးတစ်ယောက်ကမီးအိမ်ကလေးတစ်ခုကင်ရင်တစ်ခုခုရေရွတ်လျက်သူ့ကိုမတွေ့သလိုမျိုးကြော်သွားပါတယ်။သူဆက်သွားရအစနေရမှာမာကြောက်ကစားနေတဲ့လူ၃ရက်တွေ့တော့သူကဒီရွာပါကွ။ဟာလဲမေးတော့ဘာမှပြန်မဖြေပဲသူတို့ဟာသူတို့ကစားနေပါတယ်လူငယ်လဲတဖြည်းဖြည်းပုံမှန်မဟုတ်မှန်ရိပ်မိလာပါတယ်ထိုအချိန်မှာပဲကောင်မလေးယောက်ကသူ့လက်ဆွဲပြီးတနေရာမှာပုံနေဖို့ခေါ်သွားပါတယ်သူ့နောက်လဲကြည့်တော့လူအုပ်ကြီးတွေကသူတို့နောက်တဖြည်းဖြည်းလိုက်လာပါတယ်သူ့ကိုကောင်မလေးကအခေါင်းတစ်ခုတည်းပုံနေဖို့ပြောတော့သူကကောင်မလေးကိုနင်ကဘသူလဲမေးပေမဲ့ကောင်မလေးကပြန်မဖြေပဲအခေါင်းကိုအတင်းပိတ်လိုက်ပါတယ်ဒီ YouTube channel မှာဆက်ကြည့်လို့ရပါတယ်ကျေးဇူးတင်ပါတယ်